Hello ကလေးတို့ဒီအပေါ်စလုံးလေးကိုဘယ်လိုခေါ်သလဲပလီလို့မပြောရအောင် please နှာခမ်းလေးနှစ်ခုထိအောင်လေးပဲထိပြီးတော့ L လန်လေးကိုတစ်ခါတည်းထွက်ကြရအောင် please please အဲ့လိုပြောမယ် plan ချထားတယ်ဒီပိုင်းမပြောရအောင် plan 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 ဟုတ်ပြီနော်နောက်တစ်ခုကစားတယ်ဆိုလို့ရှိရင်တို့ပလေးငါ့ကိုပလေးသွားရတယ်ဗျာလေအဲ့လိုမပြောနဲ့နော် playဟုတ်ပြီလားနောက်တစ်ခုကပါလေ free ကြိတ်တယ်ဗျာလေတို့တွေမုံသူများရှီယာစားတဲ့ခါမှာ free ကြိတ်တယ်ဗျာမပြောနဲ့ free အဲ့ father လေးကိုထွက်ပြီးတာနဲ့ rather တခါတည်းထွက်မယ် free နောက်တစ်ခုက pretty လာတယ်ကောင်မလေးချောလိုက်တာဆို oh she's so pretty အဲ့လိုထားမယ်နော် family type တွေပဲအဲ့လိုမပြောရတော့ဘူး family တခါတည်းသွားရအောင် friend သူနဲ့ငါနဲ့က friend တွေအဲ့လိုမပြောတော့နဲ့ friend father ထွက်ပြီးတာနဲ့ rather ထွက်ဖို့ရတခါတည်းစင်ထားပေးပါ friend brother တို့ bro တို့အဲ့လိုမပြောတော့နဲ့နော် brother I am from အဲ့လိုမပြောတော့နဲ့ I'm from school လို့မပြောရတော့ school နော်ကြည့်ရဆိုလို့ရှိရင် staycation တွေပါမပြောတော့နဲ့ stay ဟုတ်ပြီလားကဲဘုသူတို့အများကြီးရသွားရင်လို့ထင်ပါတယ်ဒါဆိုလို့ရှိရင် comment လေးထဲမှာအကျိုးမြတ်တွေရတယ်ဆိုရင် yes လို့မှတ်ခဲ့ပေးပါအောင် repost လည်းလုပ်နိုင်ပါတယ် share ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ် have a good day and good luck bye bye take care